Siberia ကြား Panthera tiger altiger ဟာကြားမျိုးစစ်တွေထဲမှာအကြီးဆုံးနဲ့အင်အားကြီးဆုံးမျိုးစစ်တွေထဲကတစ်မျိုးပါပဲ။သူတို့ကရုရှားအရှေ့ဖျားဒေသအဓိကအားဖြင့်အာမိုးမြို့ဝင်းကတောအုပ်တွေမှာမူလနေထိုင်ကြတာ။ဒါကတဘာဝပတ်ဝန်းကျင်စနစ်မှာရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေတဲ့တကိုယ်တည်းနေတတ်ပြီးဖုံးကွယ်နေတတ်တဲ့သားရဲတစ်ကောင်နော်။ Siberia ကြားတွေကအလေးချိန်ပေါင်800လောက်ကီလို360ဝန်းကျင်အထိရှိနိုင်တယ်။အမီးအပါဝင်အလျား12ပေမီတာ3.9အထိရှိနိုင်တယ်ခင်ဗျာ။သူတို့မှာအမွှေးထူထူတွေရှိတာကြောင့်သူတို့ရဲ့နေထိုင်ရာဒေသကအရန်အေးတဲ့ဆောင်းရာသီတန်းကိုခံနိုင်ရရှိစေတာပေါ့။ဒုက္ခပဲSiberia ကြားဟာပြင်းထန်စွာမျိုးတုံးလူနေပါဖြစ်နေပြီ။တဘာဝမှာကြံရှိတော့တဲ့အရေးအတွက်ကကောင်းရင်ငိုင်းလာအောင်ပဲရှိမယ်လို့ခန့်မှန်းထားကြတယ်။ Siberia ကြားလို့ပဲကျွန်တော်တို့မှလည်းအခက်ခဲတွေကြားကနေရုံးထွက်နိုင်ဖို့တက်တီနဲ့ဇွဲလုံလာနဲ့အခက်ဆုံးချိန်တွေကိုကြော်ဖြတ်နိုင်ဖို့အတွင်းအားတွေရှိနေပါတယ်နော်။ဒါဟာကဘာကြီးခိုင်မာနေတယ်လို့ထင်ရတဲ့အခါမျိုးမှတောင်အောင်ပွဲခံနိုင်ဖို့နဲ့ခံနိုင်ရရှိဖို့ဆိုတာကိုယ့်ရဲ့စွမ်းဆောင်နိုင်ဖို့တွေထဲမှာကိန်းအောင်နေတယ်ဆိုတာတတိပေးနေတာပါပဲ။အောင်ပွဲခံနိုင်ဖို့နဲ့ခံနိုင်ရရှိဖို့ဆိုတာကိုယ့်ရဲ့စွမ်းဆောင်နိုင်မှုတွေထဲမှာကိန်းအောင်နေတယ်ဆိုတာတတိပေးနေတာပါပဲ။ဒီကဘာပေါ်မှာတက်ရှိတွေအထူးထက်ဆုံးနဲ့အစီကားဆုံးကိန်းခီတစ်ခုရှိပြီးအဲ့ဒီမှာရှင်သန်နိုင်ဖို့ဆိုတာနေ့စဉ်နဲ့အမျှတိုက်ပွဲဝင်နေရတာပါပဲ